ဗန်ရဲ့နိုင်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှေ့မှာလည်းပြောတယ်ဒီခါလဲအေးအေးဆေးဆေးပြောချင်သေးလို့ထပ်ပြီးတော့တက်လာတာပေါ့နော်ကျွန်တော်အဲ့လိုမျိုးစကားကိုမြန်မြန်ဆန်ဆန်ပြောတာအထက်စဉ်းစားပြီးတော့ခံစားပြီးတော့ပြောရတာပိုကြိုက်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီလိုမျိုးသုံးသက်ချက်ဗီဒီယိုတွေမှာဆိုရင်စကားပြောတာနှေးပါတယ်အေးဆေးနားထောင်လို့ရတယ်သူဆိုလို့ရှိရင်လည်းနားထောင်ပါနားထောင်ပေးတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တကယ်ပြောတာပါစလိုက်ကြမယ်ဗန်ကကျွန်တော်ဘာသွားတွေ့တယ်လဲဆိုတော့ဒီ fighter တိုင်းမှာလေ fighter တိုင်းမှာဘယ် fighter ပဲဖြစ်ပါ champion fighter ပဲဖြစ် level 9နဲ့ fighter ပဲဖြစ်အရန်ကောင်းတဲ့ fighter ပဲဖြစ်ဒီပွဲတွင်းမှာကြုံတွေ့ရမယ့်အခြေအနေကနှစ်မျိုးပဲရှိတယ်ခုကပြိုင်ဘက်ကိုအသာစီးရသွားတဲ့အနေထားရဲ့ပြိုင်ဘက်ကကိုယ့်ပေါ်အသာစီးယူသွားတဲ့အနေထားရဲ့နှစ်မျိုးပဲရှိတယ်ဒီနှစ်မျိုးလုံးမှာ van ရဲ့ကင်တွယ်ပုံအရန်ကြိုက်တယ်သူ့ရဲ့ combo shot အရန်ကြိုက်တယ်van သူအသာစီးရနေပြီဆိုလို့ရှိရင်လေပြိုင်ဘက် fighter ကိုအတင်းဝင်ပြီးတော့ဖြတ်တာမျိုးတွေအလော်ကြီးပွဲသိမ်းတာမျိုးတွေကိုမတွေ့ရဘူးဒီဟာကအရန်ကြိုက်ရကျွန်တော်အရန်ကြိုက်တဲ့အချက်ပဲဘာလို့အရန်ကြိုက်ရတယ်လဲဆိုရင်ဥပမာပေးမယ်ဗျာ Alex Pereira ဆိုလို့ရှိရင်ဒီeasy နဲ့ပွဲပေါ့နော် easy နဲ့ပွဲမှာသူအသာစီးရတယ်တာစကာနားမှာကြောင်ပိတ်ဖြူထိုးပြီးတော့ပွဲသိမ်းမှုစူးစမ်းရင်းကနေပဲဒီ KO ပြန်ပြီးတော့ပေးလိုက်ရတယ်ပေါ့နော်အဲ့တော့ counter လက်သီးနှစ်ချက်ဇက်တိုက်မိပြီးတော့ KO ပြန်ပေးလိုက်ရတယ်ဒီတာရကတွေရှိတယ်နောက်မနီးမဝေးမှာဒီ Jihi Bruska နဲ့ Carlos Ubech တို့ပွဲမှာဆိုလို့ရှိရင်လေဒီ Carlos Ubech ကလုံးဝအနှိမ့်ဖြစ်နေပြီ Jihi Bruska ကဆက်ကစားလေသူ့အတွက်နိုင်လေပဲဆက်ကစားလေသူ့အတွက်နိုင်လေပဲဒါပေမဲ့စိတ်လောပြီးတော့လိုက်ပြီးတော့ပွဲဖြတ်တယ်counter right hand မိပြီးတော့လုံးဝအယုတ်ကျိုးပြတ်ပြုတ်ကျပြီးတော့ရှုံးသွားတယ်ပေါ့နော် van ကဒီလိုအမှားမျိုးတွေဒီလိုမျိုးအခြေအနေမျိုးတွေကိုလုံးဝကျူးလွန်နေမရှိဘူးသူအသာစီးရတဲ့အနေထားမှာဆိုလို့ရှိရင်ပြိုင်ဘက်နောက်ကိုအတင်းအကျပ်လိုက်ပြီးပွဲဖြတ်တာမျိုးမရှိဘူးဒါဒီလုံးဝသွေးအေးပြီးတော့ပြိုင်ဘက်ရဲ့ counter နဲ့ပြန်ပြီးတော့မကျနိုင်ဘူးဆိုတော့အတိတ်ပဲမျိုးတွေကျွန်တော်အရန်ကြိုက်တဲ့အချက်ပဲ van နဲ့ပတ်သက်ပြီးတော့ဒါမြန်မာနိုင်ငံသားဖြစ်လို့ကြိုက်တာမဟုတ်ကျွန်တော်အဲ့ဒီ fighter တွေကိုသိကြိုက်တယ်နောက်တစ်ချက်က van ကသူ့ကိုအသာစီးယူသွားတဲ့အခြေအနေပေါ့ဒါမနေ့ကကစားသွားတဲ့ပွဲမှာဆိုလို့ရှိရင် Teso Tyler ကground control ကိုမိမိရယူသွားတဲ့ပထမအချီအနေထားမျိုးမှာဆိုလို့ရှိရင်လေ van ကအေးအေးဆေးဆေးပဲသူ့မျက်နှာမှာဝါရီမရှိဘူးရမ်းပေါ့လေဒီငါ ground game ကိုရောက်သွားပြီးမရမကပြန်ထမယ်ဆိုတဲ့ဆုံးဖြတ်ချက်မျိုး response မျိုးမတွေ့ရဘူးအေးဆေးဆေးပဲအခွင့်အရေးကောင်းကိုစောင့်တယ်တိုင်မင်ကောင်းကိုစောင့်တယ်ဒီ Tyler အနေနဲ့ van ကို position ကြီး switch လုပ်ပြီးတော့လေ submission attempt လုပ်တဲ့အချိန်မှာဟသွားတဲ့ဟာကွက်တွေကိုအသုံးချပြီးတော့အမိရပြန်ထသွားတာကိုတွေ့ရတယ်ဒီဟာက van ရဲ့ဒီဘယ်လောက်ထိ game ပေါ်မှာဝါရီနဲတယ်လဲအခုမိုရှာအရန်ကောင်းတယ်လဲဆိုတော့မြင်ရတိုင်းရရဲ့ကစားပုံကိုသူလုံးဝနားလည်သွားပြီးစကန်ဖတ်လိုက်နိုင်ပြီဆိုတဲ့နောက်မှာသူ့ရဲ့ response နဲ့သူ့ရဲ့ timing guide လှုပ်ရှားမှုတွေကတော်တော်လေးအန်ရည်ကြီးလာတယ်ဒီမှာပွဲကလုံးဝအလှည့်ပြောင်းဖြစ်သွားတယ်လို့ထင်တယ်ဘာလို့လဲဆိုတော့တိုင်ရာကဒီသူအားသာတဲ့ ground game ကိုရအောင်ခေါ်ဆော့နိုင်တယ်ဒါပေမဲ့အဲ့ ground game မှာသူအသာစီးရအောင်မဆော့နိုင်ဘူးသူအသာစီးမယူနိုင်ခဲ့ဘူးဒါပေမဲ့ဒီ van ကကြတော့သူအားသာတဲ့ stand fight မှာရအောင်ခေါ်ဆော့တဲ့အချိန်မှာတိုင်ရာကို straight right hand လို့ခေါ်တဲ့ဒီညာဖြောင်းလက်သီးပေါ့နော်ညာဖြောင်းလက်သီးနဲ့knock down ချနိုင်ခဲ့တယ်ပေါ့ဒီနောက်ပိုင်းမှာကျွန်တော်ပွဲပြတ်သွားပြီတောင်ချင်လိုက်တာအဲ့ဒီအချိန်မှာဒါပေမဲ့ကံမကောင်းတာအချိန်ကအရန်နေသွားတယ်ပေါ့လေရန်နေတော့ပွဲချိန်ပြည့်ရတယ်တိုင်က survive ဖြစ်သွားပါတယ်ကျွန်တော်ပွဲတွင်းအကြောင်းတွေသိမပြောချင်ဘူးပွဲအတွင်းအကြောင်းတွေကတော်တော်များများလေးကြည့်ပြီးသားသိလဲသိကြပြီးသားပေါ့နော်ကျွန်တော်မြင်တဲ့အပိုင်းလေးတွေကိုသူများမပြောတဲ့အပိုင်းလေးတွေပဲသိတဲ့ပြောချင်တာပါအဓိကကျွန်တော်ဆိုလို့ရှိရင်လည်းဒီပွဲဆိုရင်ဟို live ကြည့်တယ်အခုဆိုရင်ပြန်ကြည့်ရလဲဘယ်နှခေါက်မှန်းတော့မသိတော့ဘူးအဓိကတော့ခန်းစားချက်ကမတူဘူးလေlive ကြည့်တော့ကိုလူကိုနိုင်ကျင်စောနဲ့အားပေးပြီးတော့ဒီ shootout ကကိုဘက်က shootout ကပဲကြည်တာဆိုတော့ဟာခွက်တွေတုံးသွား technique တွေအသေးစိတ်ပြောရမယ့်အချက်တွေမမြင်ဘူးပေါ့ခန်းစားချက်ကမတူဘူးပြီးမှစိတ်တုံးချပြီးအေးဆေးပြန်ကြည့်မှသူတို့ဘာတွေတုံးသွားကြသလဲသူတို့ဘယ်လိုတွေကစားကြတယ်လဲပြိုင်ပွဲကိုဘယ်လိုချင်းကပ်ကြတယ်လဲဆိုတော့တဖြည်းဖြည်းပြန်ပြီးတော့မြင်တာပေါ့နော်အဲ့လိုပြန်ကြည့်ရဖီးရလဲမိုက်ပါတယ်နိုင်ရင်တော့ကြည့်ရရှုံးရင်တော့မကြည့်တော့ဘူးနောက်တစ်ချက်ကဒီ van အနေနဲ့လေဒီ weight တန်းကိုစိုးမိုးတော့မယ်အရေးအယောင်နဲ့ကျွန်တော်မြင်ရတယ်van ရဲ့ kingdom ကိုကျွန်တော်မြင်နေရတယ်ဗျာဒါကလည်းလို့စပွဲပြောတာမဟုတ်ဘူး van ကဒီ weight တန်းမှာအကောင်းဆုံး striker ဆိုတာပြောစရာမလိုအားလုံးကလက်ခံထားတယ်လို့လူတိုင်းလည်းသိတယ်ဒီ weight တန်းမှာကစားတဲ့လူတိုင်းလည်းနားလည်ထားတယ် van ကို striking ပိုင်းလုံးဝရှင်မကစားရဘူးရှင်ကစားလို့လည်းမရဘူးဗျာဒါလူတိုင်းနားလည်ထားတယ်သူမှရှင်ကစားလို့လည်းမကြိုးစားဘူးနောက်တစ်ချက်က grappler တွေထဲမှာတက်စလိုတိုင်းတာကအရန်အသက်ငယ်တယ်လူကောင်ကြီးတယ်judo take down judo background ရှိတယ်
ဒါကြောင့်မလို့ Texas Diner ဒီ weight တန်းရဲ့ UFC flyweight တန်းရဲ့အနာဂတ်ချန်ပီယံလောင်းအဖြစ်အားလုံးကရှုမြင်ထားကြတယ်အဲ့ဒီ fighter ကို Van ground game မှာကစားသွားတဲ့ပုံစံအရဆိုရင်တော် fighter ကတော့မလွယ်ဘူးပေါ့နော်ရှေ့မှာ Texas Diner ကစားသွားခဲ့တဲ့ပွဲတွေမှာဆိုလို့ရှိရင်အားလုံးဖျက်ဆီးနိုင်ခဲ့ဒီပွဲကျတော့ပြောင်းပြန်Van ဒီပွဲမှာ Texas Diner ကိုလုံးဝတစားစီကြေမွသွားအောင်နလန်မထူနိုင်အောင်လောက်အထိဖျက်ဆီးသွားခဲ့တယ်ပေါ့နော်ဒါက Van ရဲ့အဆင့်တန်းပဲအပြင်လောကမှာပဲဖြစ်ဖြစ်အားကစားလောကမှာပဲဖြစ်ဖြစ်အဆင့်တန်းကွာခြားချက်ကကြောက်စရာကောင်းတယ်တက်ဆူလိုတိုင်နာလိုဘက်စုံကောင်းတဲ့ well rounded ဖြစ်တဲ့BJJ ဘိုင်းအားပြုပြီးတော့ ground game ကောင်းလာပါတယ်ဆိုတော့ submission ညက်လာပါတယ်ဆိုတဲ့ fighter မျိုးကိုဒီလိုမျိုးလေးအဲ့လိုထိပ်ပုတ်ခေါင်းပုတ်အလဲတို့နဲ့ဒီစုပ်ပြတ်သွားအောင်ကစားပြနိုင်တဲ့အဆင့်တန်းကကျန်တဲ့ fighter တွေအတွက်မတွေးဝင်စရာပဲအဲကြောင့်ကျွန်တော်ကဒီ weight တန်းမှာ Van ကြီးစိုးလိမ့်မယ်လို့ခံမှန်းတာပေါ့နော်သုံးသပ်တာပေါ့ဘာကြောင့်လဲဆိုတော့ striker ချင်းရှင်လဲသူတာတယ် grappler တွေလာမယ်ဆိုလို့ရှင်လဲ Tesla တိုင်ရထက်မြင့်တဲ့ grappler ဘယ်နှယောက်ရှိမှာလဲဒီဝိတ်တန်းမှာဘယ်နှယောက်ရှိလို့လဲပန်တိုဂျာလားပန်တိုဂျာကျွန်တော် Tesla တိုင်ရလောက်အသက်အရွယ်ရပါတော့အားမကောင်းတော့ဘူးလို့ခံစားမိတယ်ဒါကြောင့်ဒီဝိတ်တန်းမှာ Van ကြီးစိုးနိုင်မဲ့အလားအလာတွေမြင်နေရပါတယ်အသက်ကလည်း24နှစ်ပဲရှိသေးတယ်ဆိုတော့နောက်ထပ်တိုးတက်လာမဲ့အရာတွေပညာရက်တွေအတွေ့အကြုံတွေနဲ့ဒီခန္ဓာကိုယ်ရဲ့ဖွံ့ဖြိုးမှုတွေလည်းအများကြီးရှိနေသေးတော့Van အတွက်ကအခုလောလောဆယ်မှာအပေါင်းလက္ခဏာဆောင်တဲ့ကိစ္စတွေကြီးပဲနောက်တစ်ခုကကျွန်တော်အရန်သဘောကျတဲ့အချက်ကသူ့ရဲ့ပတ်ဝန်းကျင်နဲ့သူ့ရဲ့ဆရာတွေပဲဒီဆရာတွေက Van ကိုလမ်းကြောင်းမှန်အပေါ်မှာရှိနေဖို့အတွက်အများကြီးထောက်ကူဖြစ်တယ်ဒီကလေးပေါ်မှာသူတို့ရဲ့ထိန်းချောင်းပုံအရန်ကောင်းတယ်ကျေးဇူးအများကြီးတင်ပါတယ် Van ရဲ့ဆရာသမားတွေကိုလည်းအခုလိုမျိုးမြန်မာနိုင်ငံသားတစ်ယောက်ဒီလိုမျိုးစင်မြင့်ထက်မှာမမရက်တည်နိုင်မှုအတွက်သူတို့ရဲ့ supporting တွေကတော်တော်လေးအရေးပါခဲ့တယ်ပြီးမှအဲ့ဒီ fighter ကြီးတွေရဲ့အဲ့ဒီဆရာသမားကြီးတွေရဲ့နာမည်ကိုကျွန်တော်တခြားလေးမိတ်ဆက်ပေးပါမယ်နားထောင်ပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်